ကျွန်တော်တို့ဒီနေ့ first grade သင်ခန်းစာ18ကိုရောက်ပါပြီဆိုတော့3-4 timing เนาะ3-4 timing ဆိုတော့ဒီမှာကျွန်တော်တို့မှတ်သားစရာအတိတ်ကလေးတစ်ခုတွေ့เนาะဒီမှာမိခေါက်ဆွဲလို့တွန်းလေးအဲ့ဒါ wavy line လို့ခေါ်တယ်เนาะ wavy line အဲ့ဒီ line ကိုတွေ့ရင်ကျွန်တော်တို့ဒီလိုဇုံမနှိပ်ရပါနဲ့ဒီခေါက်ကိုဇုံမနှိပ်ရပါနဲ့အနှေးတီးမယ်ဆိုရင်เนาะအဲ့ဒါကိုအဲ့လိုမြင်လေးเนาะတလုံးချင်းเนาะတွန်းလေး wavy line เนาะဟုတ်ပြီကျွန်တော်တို့ metronome 3-4 timing 120နဲ့ကျွန်တော်တို့တီးကြည့်အောင်1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 first grade သင်ခန်းစာ19ရောက်ပြီเนาะ first grade သင်ခန်းစာ19က2-4 timing နဲ့တပါးမှာ2ချက်ဆိုတော့ကျွန်တော်တို့ metronome 2-4 timing နဲ့120နဲ့တီးကြည့်အောင်1 2 1 2 1